ဟုတ်ရမြင်နော်ရှင်းနေတို့ရလာပြီလားရလာပြီရှင်းနေတို့နော်မနော်နှုတ်စီခတ်ရင်ဘယ်လိုခတ်ရမလဲဆိုတော့ဒီဇွန်ဒီလက်ကိုနည်းနည်းစောင်းထားဒီအပြေးမထားနဲ့ခွဲထားပေါ့နော်အပြေးဆိုခတ်ရတာကြာမယ်နှုတ်စီခတ်ရင်ဒီဘက်ကလာရဟုတ်ရနှုတ်စီခတ်ရင်ဒီမှာဆွဲမယ်ဆွဲရဖင်ပိတ်ထားမယ်ကြာမှာဆိုလို့မစားမပြောနဲ့နော်အဲ့လိုသဇွန်ဆွဲမယ်အောက်ဆုံးကအောက်ကကောင်တက်မယ်ပြန်ပြီးတော့ဆွဲမယ်ဒီမှာဆွဲမယ်အောက်ဆုံးကြမယ်နှက်ခမ်းမရှိဘူးနှက်ခမ်းမှမပေဘူးနော်အဲ့ကြတော့ဒီမှာဆွဲမယ်အောက်ထိချလဲရတယ်နောက်ကြမှာအမီးကိုနောက်ကအမီးနဲ့ပြန်တက်မယ်တဇွန်အောက်ကအမီးနဲ့ပြန်တက်မယ်ရရင်နော်အဲ့ခက်နီးတစ်မျိုးနောက်ခက်နီးတစ်မျိုးကကြတော့ဖင်မပိတ်ဖဲနဲ့အောက်ကိုဓာလိုက်ခတ်တယ်အဲ့လိုရှာခတ်တယ်နော်အဲ့လိုရှာခတ်တယ်မိမိကြားနေတတ်တဲ့နီးနဲ့ခတ်လို့ရတယ်ပေါ့နော်မိမိကြားနေတတ်တဲ့နီးနဲ့ခတ်စောင်းထားမယ်ဇွန်းကိုအသေးကြီးမကန်အောင်ဖွားလေးကန်ထားမယ်ခတ်တယ်ဇွန်းတစ်ဝက်ဆိုရင်တစ်ဝက်ဒီဇရာထဲမှာပါတဲ့ 1.2 ဆိုရင်ဘယ်လိုခတ်မလဲဆိုတော့ဇွန်းတစ်ဝက်မရှိတရှိဒါဆို1.2 တဇွန်းနဲ့1.2အဲ့လိုခတ်တယ်နော်